ဟုတ်ကဲ့ဒါလေးကဒီရှက်လေးနေထားဘန်ကောက် BKK ဓာတ်ရိုက်ကလေးတွေလုံးဝအသားနာဝစ်လို့ကောင်းတယ်ကျွန်တော်လက်ရှိဝစ်ထားတာကတော့ဘာဆိုင်လဲလက်ဆိုင်တစ်မျိုးတည်းလက်ဆိုင်တစ်မျိုးတည်းဆိုတော့18ခွဲလောက်ထိရတယ်ပေါ့ပါပါလေနောက်ကျောဘာညာထားလေးရောင်ကလာနေထားလေးပြအောင်မယ်ဒီကောင်ကဘာရောင်လေးခွာတော့ဘာရောင်အသားပြည့်ပြည့်ရောင်နုနုလေးဒီကောင်လေးကဟွာ66ကလေးအရန်အသားကိုစောင်းတဲ့အရောင်လေးသူ့ရဲ့ဒီဇိုင်းကလာလေးတွေမတူဘူးတော့တစ်မျိုးနဲ့တစ်မျိုးခုနတရဖူလေးစောင်းတယ်ဒီကောင်ချောကလက်ကိုနှူစားလေးဒီမှာဒီဇိုင်းကလာအနေထားတယ်မတူစတီကာကွာကွဲသွားမယ်စတီကာကွဲသွားမယ်ကောင်ပါဝိုက်လေးဒီဝင်းဆွတ်လေးအရန်မိုက်တယ်ဂေါ်တယ်ဆိုတဲ့အတဲထဲမှာပါတယ်ဗျဂေါ်တယ်ကနောက်တစ်မျိုးလေးပညာပေးဦးကျွန်တော်သားလေးကြည့်လိုက်အောင်မောင်ကောင်းကိုယ်တိုင်လာလေးမောင်ကောင်းလာပါခင်ဗျာမောင်ကောင်း boss အနေထားကြည့်လိုက်ပါဦးတာနာဘလို့နေတော့ဒီမှာဒီလက်ကလေးမှာကြည့်လိုက်ပါဦးတာယူလေးပြတယ်မဟုတ်ဒီလိုလေးဒီချီဒိုးလေးကဘောစီလေးနဲ့ဗျာဒီလက်မှာလည်းကြည့်လိုက်ဒီကိုလံမှာလည်းကြည့်လိုက်လုံးဝမြားလေးတွေနဲ့ဒီ boss အနေထားလေးကိုကြည့်လိုက်အောင်ကလေးကိုပြမယ်ဒီသားကင်ပြလိုက်ပါဦးဒါပါရောင်လေးကိုသားအညိုရောင်လေးညောင်လေးသားဟိုပြစ်လိုက်တော့သားညိုရောင်လေးဟုတ်တယ်ဗျာသားသိချထားလိုက်လေဒါလေးကအမေရမို့လေဒါလေးကအသားရောင်လေးအသားရောင်လည်းမတူဘူးနော်သားရောင်လည်းမတူဒါလေးကအမေရောင်လေးဗျာဟုတ်တယ်ဗျာဒီကောင်ကလည်းဒီကောင်အသားကိုနည်းနည်းညိုးပဲလေနော်သားရောင်လေးဒီကောင်ဘာရောင်ခွာလဲခဲရောင်ကလေးတွေနေထားမှာဈေးတန်းလေးကကြည့်လိုက်ဈေးတန်းလေးမပြောတော့ဘူးမိုက်တယ်နော်ဈေးတန်းလေးကနော်ကလေးကြည့်လိုက်အောင်သားနောက်လေးနဲ့ကြလာအောင်နောက်ရဒီမှာဒီဟာလေးက white ထားမှုကလည်းအထာလုံးဝကြာတယ်ဒါတာဝစ်တဲ့ passion မှာလုံးဝဘောဖြစ်သွားစေရပါမယ်